solar တက်စင်မယ်ဆိုရင် safety ဖြစ်ရမယ် standard ရှိရမယ်ဒီချက်တွေကိုမိတ်ဆွေတွေကလိုချင်နေရဆိုရင်တော့ကျွန်တော်တို့ standard solar right ကိုအသုံးပြုနေတဲ့ customer များစိတ်ချလက်ချအသုံးပြုနိုင်အောင် safety and standard ရှိတဲ့ဘလို့မျိုးစစ်မြင့်နည်းပညာတွေကို maintenance လုပ်နေတယ်ဆိုတာကိုသိချင်ကြပါသလားဒါဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ကျွန်တော်ကတော့ Standard Solar Rise ရဲ့ Project Manager စိုင်းမင်းအောင်ဖြစ်ပါတယ်ဗျ။ Solar System တွေဆိုတာကျွန်တော်တို့နေ့စဉ်သုံးနေတဲ့တန်ဖိုးရှိပစ္စည်းတွေဖြစ်တဲ့ကားတွေမီးစက်တွေလိုပဲဂရုတစိုက်ထိန်းသိမ်းမှုတွေ maintenance တွေလုပ်မှရေရှည်ကိုကျွန်တော် error နည်းနည်းနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ကျွန်တော်တို့ Standard မြန်မာတာဝန်ယူတက်ဆင်ထားတဲ့ site တွေအားလုံးနှီးပါးမှာတော့ real time tracking လို့ခေါ်တဲ့ remote monitoring system ပေါ့။ RMS system ကိုအသုံးပြုပြီးတော့ကျွန်တော်တို့က solar generation တွေ battery charge discharge control တွေဖြစ်လာနိုင်တဲ့ alert တွေ error တွေအားလုံးကို OSS management system ဖြစ်တဲ့ Grower OSS management system ဒါ Solarman Smart Business ပေါ့နော်သူလည်း OSS management system ပဲဒါကတော့ကျွန်တော်တို့တရီအတွက်အဓိကသုံးတာပေါ့နော်ဒီမှာကျွန်တော် Grower OSS management system လေးကိုတစ်ချက် login လုပ်ဝင်ပြပေးပါမယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ real time data တွေဖြစ်တယ်ပေါ့နော်ဒါ customer site မှာလိုအပ်တဲ့အရာလေးတွေကိုကျွန်တော်ကြည့်ပြီးလို့ရတယ်သူ့မှာရှိတဲ့ PV capacity လေးတွေဒါမှမဟုတ် generation လေးတွေလိုအပ်တဲ့ဟာလေးတွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်အခုကျွန်တော် customer site လေးတစ်ခုကိုတော့ဖွင့်ပြပေးပါမယ်ကျွန်တော်တို့ Starlink မြန်မာ showroom မှာတုံးထားတဲ့ Grower 6kV လေးပေါ့နော်သူ့မှာတော့ဒါ solar 6 ချက်တက်ထားတဲ့တဲမှာကျွန်တော်တို့2944 watt လေးထွက်နေတယ်load consumption လေးကတော့2300လောက်ရှိတယ်battery charging လေးကို414 watt လောက်တော့ဝင်နေတယ်ပေါ့ဒီလိုပုံစံမျိုးလေးတွေကိုကျွန်တော်တို့ကြည့်ပြီးမှcustomer ကိုကျွန်တော်တစ်ချက်တော့ care လုပ်ပေးပါတယ်ကျွန်တော်တို့ဒါ Solarman business ပါပေါ့နော် Solarman business မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့တကြီးရဲ့သုံးတဲ့ application ပေါ့နော်သူတို့နောက်တော့တကြီး cloud ဆိုတာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ Solarman business ကနေပဲအဓိကထားပြီးသုံးပြီးတော့ပေါ့နော်ဒီ site မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ real time data လေးဖြစ်တဲ့ဟို solar PV လေးပေါ့နော် 7.2 kW လေးတက်ထားတယ်အဲ့မှာလောလောဆယ် solar 6 watt ကတော့266 watt ပဲရှိတယ်။ဒါကြောင့်လဲဆိုသူမှာ SOC ပြည့်နေရလဲရှိတယ်။ load consumption လည်း248 watt လောက်ပဲရှိတာဖြစ်တဲ့အတွက်ဒီဘက်မှာဆိုရင်တော့နည်းနည်းလေးပိုဆုံးကုန်လေးကြည့်လို့ရတာပေါ့နော်။သူ့မှာတော့ဒါ weather status လေးတွေဟိုရန်ကုန်မှာဘယ်လိုဖြစ်နေတဲ့ဟာဆိုတဲ့ဟာလေးပေါ့နော်။ဒါမျိုးလေးကြည့်လို့ရတယ်။ဒီကနေအောက်ကိုတစ်ချက်ဆက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ real time data လေးပေါ့နော်သူရဲ့ဖြစ်ပေါ်ခဲ့တဲ့ဟာလေး14ရက်နေ့တာ9လပိုင်း2025ကသူတော့အသုံးပြုခဲ့တဲ့ပုံစံလေးပေါ့နော်ဘယ်အချိန်ဒီမှာ solar generation ရှိရဲဘယ်အချိန်ဒီမှာ battery power ဘယ်လောက် discharge ဖြစ်သွားတယ်ပြီးတော့ SOC ဘယ်လောက်ရှိတယ်ပေါ့နော် SOC ဆိုတာတော့ဒါ battery အားပေါ့ပြောရရင် state of charge ပေါ့ပြီးတော့ solar generation လေးတွေကြည့်လို့ရမယ်ခုနကသူ့ရဲ့လုပ်သုံးလေးတွေကြည့်လို့ရမယ်ပေါ့နော်ဒါဆိုတရက်ချင်းစီကျွန်တော်တို့ပြောင်းလို့ရတယ်ဒါဆိုရင်နေရာတော့သုံးခဲ့တယ်ဘယ်လိုသုံးခဲ့လဲဆိုတာလေးကျွန်တော်တို့ပြန်ပြီးစစ်ဆေးပြီးလို့ရတယ်ဒီနေရာမှာဘာကိုအဓိကထားကြည့်လို့ရလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ solar power အထွက်ကလေးတွေကျလာလားပေါ့နော်ဒါမျိုးလေး solar power generation လေးတွေရောလာတယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘက်က solar cleaning အတွက် maintenance လေးတွေပေးမယ်ပြီးတော့နောက်တစ်ခုကတခြား fault လေးတွေ alert လေးတွေတက်လာတယ်ဆိုလို့ရှိရင်ဒါကျွန်တော်စီမှာ notification တွေတက်လာလို့ရှိရင်ဒါကျွန်တော်တို့ customer ကိုလမ်းပြီးအကြောင်းကြားပေးလို့ရတယ်ပြီးတော့ customer ကိုကျွန်တော်တို့ဘက်ကလမ်းပြီး care လုပ်ပေးလို့ရတယ်ပေါ့ခင်ဗျာနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒါခဏတော့ဒါကျွန်တော်တို့ dashboard ပေါ့နော် dashboard မှာတော့ဒီလို running လေးတွေအကြောင်းလေးတွေကိုကျွန်တော်တို့ပြပေးတယ်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ထည့်ထားတဲ့ device လေးပေါ့နော်ဒီ device လေးမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ inverter သူ့ serial model number လေးတွေရှိမယ်သူ့ကို control လုပ်ဖို့အတွက်အကြောင်းအရာလေးတွေပါမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ battery လေးတွေသူ့ရဲ့ serial number align အကုန်လုံးပေါ်တယ်ဒီ battery တစ်လုံးချင်းစီကိုကျွန်တော်တို့ကထောက်ပြီးမှသူ့ရဲ့ SOC SOH အားလုံးကျွန်တော်တို့ကြည့်လို့ရတယ်ဒီနေရာမှာဆိုလို့ရှိရင်ဒါ battery status က discharge ဒီ battery current က27ပေါ့နော် battery SOC 63ရှိတယ်ပြီးတော့သူ့ရဲ့ SOH ကိုကျွန်တော်တို့ကြည့်လို့ရပြီသူ့ရဲ့ SOH ကကျွန်တော်တို့က100% ရှိတယ်ဒီ battery ဆိုလို့ရှိရင်ဒါကတော့သူကတကြီး battery နဲ့10လုံးနဲ့100ဟုတ်ပေါ့နော်တကြီး battery 100ဟုတ်10လုံးနဲ့ဒါတွဲကြည့်မှာဒါတစ်လုံးနဲ့ချိန်ထားတာပေါ့နော်ဒီ inverter ကနေတစ်စင်းကျွန်တော်တို့ကတစ်ချက်ဒီ real time ပေါ့နော် control လေးတစ်ချက်သွားလို့ရတယ်ဒီနေရာမှာကျွန်တော်တို့ဝယ်ပြီး setting လေးတွေချိန်ပေးလို့ရတယ်ပေါ့နော်လိုအပ်တဲ့လက်လေးတွေတက်လာတဲ့ပုံမူဒီမှာကျွန်တော်တို့ကပြင်ပေးလို့ရတယ်ကျွန်တော်တို့ဒီ inverter မှာဆိုလို့ရှိရင်တော့အားလုံး function စုံလေးလေးနဲ့အသုံးပြုလို့ရတယ်ပေါ့နော်သူကတော့ hybrid inverter မျိုးစားကျွန်တော်တို့တက်ထားတာဖြစ်တဲ့အတွက်သူစီမှာတော့လိုအပ်တဲ့ဟာလေးပေါ့နော် break import export လေးတွေအကုန်လုံးအသုံးပြုလို့ရတယ်နောက်တစ်ကျွန်တော်တို့က generator ဘာညာနဲ့တွဲဖက်ပြီးမှအသုံးပြုလို့လည်းရတယ်နော်ဘ
လို့တွဲဖက်အသုံးပြုလို့ရလဲဆိုလို့ရှိရင်ဒါ battery SOC နဲလာတဲ့အနေထားပေါ့နော် battery R နဲလာတဲ့အနေထားမှာဘယ်လောက် percent မှာကျွန်တော်တို့ EPC ကမလာခဲ့လို့ရှိရင်ပေါ့နော်ဘယ်လောက် percent မှာမီးစက်ကိုလှမ်းလို့ပေးမယ်ဘယ်လောက်ကြာအားသွင်းမယ်ဒါလေးတွေပေါ့နော်ဒီမှာ jam max run time ဆိုတာမျိုးလေးရှိတယ် jam down time ဆိုတာလေးရှိတယ်ပြီးတော့ဒီမှာ jam force ဆိုတာရှိတယ်ပေါ့နော်ရုပ်တရက်တစ်ခုလိုအပ်လာလို့ရှိရင်မီးစက်ကိုကိုယ်တိုင်ကိုယ့်ကိုကောက်လို့ရတဲ့အခါမျိုးလေးတွေပေါ့နော်ဒီလို setting လေးတွေမျိုးစုံအားလုံးချိန်ပြီးမှအသုံးပြုလို့ရတယ်ကျွန်တော်တို့ solar inverter battery system တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က battery ကိုတက်နဲ့အသုံးပြုထားမယ်ဆိုလို့ရှိရင် solar မရတဲ့အချိန်မီးမလာတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကအလုပ်ရှုပ်ခံပြီးမီးစက်ကိုထနှိုးပေးစရာမလိုဘဲနဲ့ auto system နဲ့ battery SOC ဘလောက်မှနှိုးမယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့က configure လုပ်ချိတ်ဆက်ပြီးအသုံးပြုပေးနိုင်ပါတယ်ဗျ။ဒီမင်းတို့ရဲ့လုပ်ငန်းသုံးအိမ်သုံးများအတွက် solar system များကိုတက်ဆင်ခြင်းနဲ့ဆိုလို့ရှိရင် one stop installation service နဲ့ package များကိုတနေရာထဲမှာပဲကျွန်တော်တို့ရဲ့ Starnot Solar Right ကအကောင်းဆုံးဝန်ဆောင်မှုများပေးနေပါတယ်ခင်ဗျ။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ။ Empowering you beyond the seas.